လောဘကြီးတဲ့သူတွေကိုအများကြီးတွားပြီးအပြစ်တင်လို့မရပါဘူးသူတို့ကပေါ်များချမ်းသာကြွယ်ဝပြီးတော့လောဘကြီးလိုက်ကြတာဟဲလို့ပတ်ဝန်းကျင်ကပြောတတ်ကြတယ်တကယ်တော့လောဘနည်းနည်းကြီးပြီးကိုကျိုးနည်းနည်းကြည့်တာကလူတစ်ယောက်အတွက်လိုအပ်တယ်လို့ထင်ပါတယ်ဒါကဘာလဲဆိုတော့လောဘကြီးပြီးချမ်းသာကြွယ်ဝပြည့်စုံတဲ့သူကမှမရှိစင်းရဲသားတွေကိုပေးကမ်းဆွန့်ကျဲနိုင်တယ်။တရားတရားထက်သန်ပြီးတော့လှူနိုင်တန်းနိုင်တဲ့သူတွေဖြစ်ကြတယ်။ဒီတော့လောဘကြီးမှုကလူတစ်ယောက်အတွက်လိုအပ်ပါတယ်။ဒါပေမဲ့လောဘကြီးမှုကကိုကျိုးတက်တက်ပဲဆိုရင်တော့ဒါကတော့လောဘကြီးမှုစစ်ပါပဲဒီတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေရောလောဘကြီးမှုကတကယ်လိုအပ်တယ်လို့ထင်ပါသလားလောဘကြီးမှုရဲ့အဓိပ္ပာယ်ကိုဘယ်လိုဖွင့်ဆိုချင်ကြပါသလဲဖြည့်ပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်